ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကရှင်းဖိုက်တာလေးဂျိုရှွာဘန်ကသူ့အမေကိုသူကနေပြီးတော့ပေါ့လေလာမဲ့၃ဘတ်ထဲမှာပွဲတစ်ပွဲထပ်ထိုးဖို့ဒါတော့လက်ခံလိုက်ပြီးအမေရေးလို့ပြောတဲ့အချိန်မှာသူ့အမေကဘာရေးဆိုပြီးပါဇက်ကအာမေရိအတန်လှုပ်ကနေထွက်ပြီးတော့နှလုံးပြူသွားတယ်လို့အဲ့ဒီကြောင်းလေးပေါ့လေထုတ်ပြောလာတာပရိသတ်တွေကိုပြောပြပေးချင်ပါတယ်ဟုတ်ကဲ့ပါဂျိုရှွာဘန်ဟာမကြသေးငါမှဘရာဇီးဖိုက်တာဘရူနိုဆီလ်ဗာကိုသူအနိုင်ထိုးခဲ့တယ်ပေါ့လေအဲ့တော့အဲ့ပွဲပြီးတဲ့အချိန်မှာကျွန်တော်တို့ကဂျိုရှွာဘန်တော့နောက်ထပ်တစ်ပွဲနှစ်ပွဲလောက်ထပ်ရအောင်မယ်ဒါပေမဲ့အချိန်ကာလတစ်ခုပေါ့လေစောင့်ရအောင်မယ်လို့ထင်ထားခဲ့တာပေါ့မနေ့တုန်းကလည်း၄ပွဲရအောင်ဒီနေ့လည်း၄ပွဲတော့ရတော့တယ်လို့ကျွန်တော်တွက်ဆခဲ့သေးတယ်ဒါပေမဲ့ရပ်ပိုင်းတွင်းမှာနေမယ်ဂျိုရှွာဘန်ပွဲရသွားပြီလို့ထွက်လာတော့သတင်းက confirm ဖြစ်ရဲ့လားဘယ်လိုလဲဆိုပြီးတော့စုံစမ်းခဲ့တာပေါ့တကယ်လည်းပဲဂျိုရှွာဘန်တို့ကိုယ်တိုင်ဒီပြလာရှင်မှာပွဲရသွားပြီတေချာသွားပြီ UFC ကလည်းပွဲကိုထုတ်ပြန်လာတော့short notice နဲ့အစားသွင်းလိုက်တယ်မာနာကေရှ်ရဲ့နေရာမှာဂျိုရှွာဘန်ကိုအစားထည့်လိုက်တယ်ranking 1 fighter right ball နဲ့ထိုးရမယ်ကိုလူကတော့ဒီရပ်ပိုင်းလေးအတွင်းမှာပြင်ဆင်နိုင်မှမလား right ball ကလည်းရန်ကောင်းတဲ့ fighter ဂျိုရှွာဘန်ဟာဖိအားနဲ့ထိုးရတော့မလားမသိဘူးလို့စိတ်ပူမိခဲ့တာပေါ့လေဒါပေမဲ့ဂျိုရှွာဘန်ကတော့အခုထိအေးဆေးပါပဲသူကတော့ဒီရက်ဒီထဲမှာသူ့မျိုး surprise တိုက်ဖို့အတွက်သူအိမ်သစ်ဝယ်ခဲ့တယ် Texas မှာသူဝယ်လိုက်တယ်ပေါ့လေအခုတော့သူ right ball နဲ့ထိုးမဲ့ပွဲအတွက်လေ့ကျင့်မှုတွေစတင်မှုပြင်ဆင်နေပြီပေါ့ပွဲထိုးရဖို့ဟာက18ရက်လောက်လို့သိတယ်ဆိုတော့18ရက်လေ့ကျင့်ပြင်ဆင်ပြီးတော့ထိုးရမယ့်ပွဲဖြစ်လာမှာပေါ့လေပြန်ပွဲ short notice စပြီးတည်ရတဲ့နေ့အတွက်လိုက်အဲ့တော့မာနဂစ်ကရှီရောယိုကျိုးသွားတဲ့ဒဏ်ရာရသွားတော့သူပြန်ပွဲကနေထွက်သွားတယ်အဲ့တော့မာနဂစ်ရဲ့နေရာမှာဂျိုရှွာဘန်ကို UFC ကအစားထိုးလိုက်တယ် UFC ကဂျိုရှွာဘန်ကိုအခုလိုအစားထိုးလိုက်တယ်ဆိုတာသူတို့ရဲ့ယုံကြည်မှုတစ်ခုနဲ့မျှော်လင့်ချက်တစ်ခုပြသလိုက်တာလည်းဖြစ်နိုင်တယ်ခင်ဗျ။ဘာကြောင့်ဆိုတော့ဂျိုရှွာဘန်ဟာနောက်ဆုံးထိုးတဲ့၄ပွဲစတိုင်အနိုင်ရခဲ့တယ်ပြီးတော့ဒီနေ့2025ခုနှစ်ထဲမှာထိုးတဲ့2ပွဲလုံးအနိုင်ရခဲ့တယ်ဒီတော့မြန်မာနိုင်ငံကိုစားပြုရှင်းဖိုက်တာဒီကောင်လေးဘယ်လောက်လုံးပြနိုင်မလဲဆိုပြီးတော့ဝမ်ကအခွင့်အရေးတစ်ခုပေးကြည့်လိုက်တာဖြစ်နိုင်ပါတယ်ခင်ဗျအစောပိုင်းကဂျိုရှွာဘန်က ranking 2နေရာမွေးနဲ့ထိုးကျင်တယ်လို့တောင်းဆိုခဲ့တာအခုတော့ UFC ကသူ့ကိုလည်း surprise ပြန်တိုက်ချလိုက်တယ် ranking 1နေရာ right ball နဲ့ပွဲထိုးခွင့်ပေးလိုက်တယ်ပေါ့ဂျိုရှွာဘန်ကအခုဆိုရင် ranking ရပ်တည်မှုမှာဆိုရင်လည်းအဆင့်4ဆင့်မြင့်တက်ပြီးတော့အဆင့်14နေရာနဲ့အဆင့်10နေရာကိုတက်လာရောက်ရှိလာခဲ့ပြီဖြစ်တယ်ထိုးကြည့်လည်းအကျိုးခံစား권မြင့်မားလာခဲ့ပြီဒီတော့ right ball နဲ့ပွဲမှာသာအနိုင်ထက်ရခဲ့မယ်ဆိုရင်ဂျိုရှွာဘန်က ranking လည်းမြင့်တက်သွားမယ်ထိုးကြည့်ကျိုးခံစား권ကလည်းထိပ်တန်း fighter တွေနီးပါးဖြစ်သွားမယ်ပြီးတော့ချန်ပီယံရွှေကပတ်စင်ကောပွဲထိုးခွင့်ကိုတောင်းဆိုပိုင်ခွင့်ရှိသွားတော့မယ်ခင်ဗျအဲ့တော့ဒီပွဲဟာဂျိုရှွာဘန်အတွက်အရန်ပဲအရေးကြီးပါတယ်ဒါကြောင့်လဲရက်နီးကတ်နေပေမဲ့ဂျိုရှွာဘန်ကစိန်ခေါ်မှုတည့်ရအနေနဲ့ဒီပွဲကိုလက်ခံလိုက်တာဖြစ်မယ်လို့ယူဆနေပါတယ်သူကတော့သူ့အမေကိုပြောလိုက်တဲ့အချိန်မှာသူ့အမေကတော့ပါဇက်ကနေဘာရဲဆိုပြီးတော့အာမေရိကန်ထွက်ပြီးတော့သူသားဒီလိုပွဲလက်ခံလိုက်တာကိုအန်အာဒီဖြစ်သွားတယ်မျက်လုံးလည်းပြူသွားခဲ့တယ်ပေါ့လေအဲ့ဒါအကြောင်းကိုဂျိုရှွာဘန်ပြောပြထားလေကျွန်တော်ပြည်သက်တွေကိုဖောက်တယ်ချပေးကြပါမယ်ခင်ဗျအမေကြီးကျွန်တော်တော့နောက်ထပ်တစ်ပွဲထပ်ပြီးလက်ခံလိုက်ပြီနောက်ထပ်3ဘတ်အတွင်းထိုးရမယ်ဗျအဲ့လိုပြောလိုက်တော့ကျွန်တော်အမေရဲ့ပါဇက်ကဘာရဲဆိုတဲ့အတန်လှုပ်ကနေထွက်လာတယ်ပြီးတော့ချက်ချင်းပဲအမှုရာတွေပြောင်းသွားတယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုရှောက်လန်းနေကြရဲဆိုတာကိုသူကောင်းကောင်းသဘောပေါက်ပါတယ်ပွဲတိုင်းကိုလည်းကျွန်တော်အမေကဘေးကနေအမြဲတမ်းလိုက်ပြီးအားပေးနေတဲ့အမေမျိုးပါဒီတစ်ခါတော့ကျွန်တော်ရဲ့ပွဲဟာဖိအားများလိမ့်မယ်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ပြန်ဘက်က no one နေရာမှာရပ်တည်နေတဲ့ fighter လေးဒီပွဲကိုကျွန်တော်က short notice နဲ့ဝင်ကစားရတာကျွန်တော်တို့ဘာမှထိခိုက်ဆုံးရှုံးသွားစရာမရှိဘူးလို့ယူဆမိတဲ့အတွက်ဒီပွဲကိုလက်ခံလိုက်တာဖြစ်ပါတယ်အခုလိုပြောလို့ကျွန်တော်ကရှုံးနိုင်ဘာမှမဖြစ်ပါဘူးကွာဆိုပြီးတော့အဲ့လိုစိတ်မျိုးနဲ့ဝင်ထိုးတာမဟုတ်ဘူးဆိုတော့ပရိသတ်တွေသိစေချင်ပါတယ်ကျွန်တော်နိုင်ကျင်လို့ကိုပွဲလက်ခံထားတာပါဒီတော့ကိုလို့စရာရှိတာတွေလုပ်ပြီးနိုင်ပွဲရအောင်လုပ်ရမှာကကျွန်တော်တောင်းအောင်ပါပဲထပ်ပြောရရင်ဒီခွင့်ရေးက
ကျွန်တော်ဘဝမှာတစ်ခါပဲပေါ်လာတဲ့အခွင့်အရေးမျိုးဖြစ်နေပါတယ်သုံးဘက်ပြင်ဆင်ချိန်ရတယ်ဆိုတာကျွန်တော်အတွက်တော့လုံးဝပြည့်စုံနေတဲ့အနေအထားပဲအဲ့တော့ကျွန်တော်မှစင်ကြေပေးစရာမရှိဘူးဖိအားလည်းလုံးဝမရှိပါဘူးဆိုပြီးတော့ဂျိုရှွာဘန်ကပြောသွားခဲ့တယ်ခင်ဗျဒီတော့ကျွန်တော်တို့ရဲ့ဂျိုရှွာဘန်ရဲ့အမေကတော့သူ့သားဟာသုံးဘက်ထဲမှာနောက်တစ်ဘက်ထပ်ထိုးလက်ခံလိုက်တယ်ဆိုတဲ့အချိန်မှာမျက်လုံးပြူးမျက်ဆိုင်ဖြစ်သွားခဲ့ပြီပေါ့လေဂျိုရှွာဘန်ကတော့သူဒီပွဲမှာအနိုင်ရအောင်ထိုးပြနိုင်မယ်လို့ယုံကြည်တဲ့အတွက်ပွဲလက်ခံလိုက်တယ်ပါစင်ကြေမအောင်ပေးဘူးလို့ထုတ်ဖော်ပြောကြားလိုက်ပါပြီဂျိုရှွာဘန်အနေနဲ့2025ခုနှစ်မှာကံကောင်းမှုတွေရရင်လည်းတိုင်းနောက်ထပ်နိုင်ပွဲဆက်ပြီး2025ခုနှစ်တွင်ထိုးတဲ့ပွဲအားလုံးနိုင်တဲ့မှတ်တမ်းကောင်းကိုဆက်ထိန်သိမ်းနိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ